အခြေခံမှာကျမ်းစာကတော့ဒါတကယ်ယေရှုခရစ်တော်ဘုရားပထမဦးဆုံးတောင်ပေါ်ဒေသနာမှာတရားဒေသနာမဟုတ်ခင်ပထမဦးဆုံးသူဟောတဲ့တရားဒေသနာပဲဖြစ်ပါတယ်နော်ကောင်းကင်နိုင်ငံတော်တည်လူပြီးပြီနော်လူသားအားလုံးတော့နိုင်ရဖို့ရတဲ့တခင်ခရစ်တော်ကပြောဆိုထားခြင်းဖြစ်ပါတယ်ကောင်းကင်နိုင်ငံတော်နဲ့နောင်တဆိုတာဆက်ဆက်လေးရှိပါတယ်နောင်တရတော်သူဒီကောင်းကင်နိုင်ငံတော်ကိုဝင်စားခွင့်ရတယ်ဒါကိုကျွန်တော်တို့ကြည့်တဲ့အခါဘယ်လိုသွားတွေ့ရမလဲဆိုတော့လက်ဝါးကားတဲ့ပုံမှာတခင်ယေရှုခရစ်တော်နဲ့အတူကားတဲ့ပုံမှာရှိတဲ့လူဆိုးနှစ်ယောက်တော့အဲ့ဒီလူဆိုးနှစ်ယောက်ထဲမှာတယောက်တော့လူဆိုးကတော့တခင်ခရစ်တော်ကိုမော်ချစ်တော်ကပြောတယ်ကိုရောကခရစ်တော်ဆိုတဲ့ဘုရားမှန်ခဲ့လို့ရှိရင်ကိုကယ်တင်ပါတဲ့ကျွန်တော်တို့လည်းကယ်တင်ပါလို့သူကအဲ့လိုပြောပါတယ်ဒါမဲ့ဓမ္မကျမ်းကပြောတာတယောက်တော့လူဆိုးကပြောတယ်မင်းအဲ့ဒီလိုမပြောသေးဘူးဘာကြောင့်လဲသူကဘာမှအပြစ်မရှိဘူးမင်းနဲ့ငါနဲ့ကတော့အပြစ်လုပ်တဲ့အတွက်အပြစ်ကိုခံစားလိုက်တယ်ပြီးတဲ့အခါမှာတော့ကိုရောနိုင်ငံတော်မှာကိုရကြွလာတဲ့အခါမှာကျွန်တော်ကိုမမေ့ပါနဲ့ဆိုပြီးတော့သူ့အပြစ်ကိုသူနောက်သားရတယ်ဘုရားသူအပေါင်းမတယောက်လည်းပဲသူသုံးတဲ့တဲ့ဘောပေါ့နော်သူကဆိုလိုရင်းတဲ့ကတကယ်ကတော့ဘာမှအပြစ်မရှိဘူးမင်းတို့တို့တွေကအပြစ်သားဖြစ်တဲ့အတွက်တို့ခံတတ်တယ်ပြီးတဲ့အခါမှာသူကတောင်းပါတယ်ကိုရောနိုင်ငံတော်မှာကိုရကြွလာတဲ့ချိန်ကျွန်တော်မမေ့ပါနဲ့အဲ့ဒီစိတ်ကမှတကယ်ဖြစ်တော်လို့ပါလို့လေဒီကနေ့မှာပဲနာမည်တူပါလေဒီကူပေါ်မှာရှိနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တယောက်စီတိုင်းရဲ့အသက်တာဒီနေ့ကျွန်တော်တို့သက်ရှင်နေရရောရှိဒီရရဲ့အလိုတော်နဲ့လမ်းလွဲတဲ့ဒါများရှိခဲ့ပါလေကျွန်တော်တို့ပြည့်စင်လေးရဲ့နောက်တာရောက်ရဖြစ်ပါလေလုံးဝသားလေးကျွန်တော်တို့ကောင်းကင်နိုင်ငံတော်ကိုဝင်စားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီသမာကျမ်းစာကိုအခြေခံပြီးတော့ကျွန်တော်ပြည်လူတွေမဲ့ဆက်ကောင်းစဉ်ကတော့နောင်တရကြပါနော်။မြန်မာလူကတော့နောင်တရကြတော့ဒီလိုကပေါ်ရတော့ကိတူတာနော်။အချိန်ကာလကိုကျွန်တော်တို့ရှေ့ကိုမျှော်ကြည့်ဖို့အစားကိုတော့ကျွန်တော်တို့ပြန်လက်ကြည့်ပြီးတော့စဉ်းစားမယ်ဆိုအရာအားလုံးဘုရားသခင်ကျေးဇူးတော်တက်တဲ့ကြောင့်ကကျွန်တော်တို့ရည်တည်နိုင်တာဖြစ်တဲ့အတွက်အနာဂတ်ကိုကျွန်တော်တို့ရှောက်လာမယ့်သက်တာဟာဘုရားသခင်မိန့်ထားတဲ့စကားတော်အတိုင်းနောင်တတရားအပြင်ကျွန်တော်တို့ပြင်ဆင်လျက်ဘုရားသခင်အလိုတော်အတိုင်းကျွန်တော်တို့သက်ရှင်ဖို့ရလိုအပ်ပါတယ်ဒုမသာနေနောင်တဆိုတဲ့နော်ကောင်းကြီးမင်္ဂလာနိုင်ငံတော်ကိုကျွန်တော်တို့ဝင်စားပေးကြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ရှင်လူကခရစ်ဂိုင်း73အနေနာကပါပြောတာလေတေတို့ရှိသမျှဒီလေနောင်တမရရင်ပစ္စည်းချင်းတို့ရောက်ကြနိုင်မှုငါဆိုဒီဘူးမိတ်တော်မူနော်ကျွန်တော်တို့နောင်တမရဘူးဆိုရင်တော့ကျွန်တော်တို့ကောင်းစားခြင်းဆိုတဲ့နိုင်ငံတော်ကိုကျွန်တော်တို့ဝင်စားခွင့်မရပဲကျွန်တော်တို့ပစ္စည်းချင်းကိုပဲရောက်မယ်လို့သခင်ယေရှုခရစ်တော်ဘုရားကကျွန်တော်တို့သားတို့တယောက်စီတိုင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့တယောက်စီတိုင်းရဲ့အသက်တာကိုကျွန်တော်တို့ပြန်စဉ်းစားတဲ့အခါမှာဥပမာလေးပေါ့နော်။ကျွန်တော်တို့ရှင်တို့အတွင်းတိုင်းဆက်ချောင်းနဲ့ဆက်ဖို့လောကကြီးမှာဘလို့ပဲကျေဝါချမ်းသာစီစဉ်နဲ့ပြည်စုံတော့လောကစီစဉ်မှာရည်မှုနေပါတော့လည်းပဲနော်ကျွန်တော်တို့ဝန်ကြီးကျွန်တော်တို့ရဲ့စားဆိုင်တော်သူပေါ့နော်။ဒီခေတ်တော့ကျွန်တော်တို့မိတ်မှလာတဲ့စကားတကယ်ဖြစ်တော့ဘုရားကိုကျွန်တော်တို့ကိုစိတ်ညာစွမ်းရှိသလားကိုစွမ်းရှိသလားညာစွမ်းရှိသလားရှိရမယ်ကိုနဲ့ဆက်ဆံတော်သူကိုနဲ့အမြတ်ရှိရမယ်လို့ပြောတာဒါမဲ့ဒီမှာရှင်တို့ကခရစ်တိုင်းဆက်ချနဲ့ဆက်ဖို့ကျွန်တော်တို့ပတ်ကြည့်ရတယ်အဲ့ဒီတတိယတော့သူကတကယ်လောကကြီးမှာပြည့်စုံပြဝချမ်းသာတော့မှကာမဂုဏ်မှာစီစဉ်ကိုခံစားရလို့အလူဒါနကိုလည်းအကြီးအကျယ်တော့သူကအလူလုပ်တယ်အဲ့ဒီနေရာမှာနော်ဆင်းရဲပြီးတော့မှအနာရောဂါသူပြောတဲ့လာဇရုဆိုတဲ့လူငယ်တယောက်ရှိပါတယ်
လာစမှုကတော့တကူလုံးနဲ့ပေါ့ပြီးတော့မှနော်ဒီကလမ်းမှာထားတဲ့သူကတော့ဒီတည်ကြီးရဲ့ပြည့်လူတဲ့နော်အလူတဲ့ကနေကြားတဲ့စနုစမလေးကိုစားဖို့သူကမျှော်နေတယ်ဒါပေမဲ့ဒီတရားတို့ကိုမပြုတမီးတော့အချိန်မှာလာစမှုသိသွားပါတယ်လာစမှုသိသွားတဲ့အခါမှာဟိုးအဖအမရဟာရေငွေထဲမှာရောက်သွားတယ်မကြာခင်မှာပဲဒီတည်ကြီးလည်းသိသွားတယ်သိသွားတဲ့အခါမှာဟိုးနေရမြင့်ထဲမှာသွားကြတယ်နော်နေရမြင့်ထဲမှာသူကြားတာသူတကယ်ပူလို့တယ်လေသူမခံစားနိုင်တော့ဘူးအဲ့လိုမခံစားနိုင်တဲ့အခါသူကမော်ကြည့်လိုက်တဲ့အခါဟိုးအဖအဗရာဟမ်ကြီးမှာလာစရုလေးရောက်ရှိနေတာကိုတွေ့အဲ့ဒီခါမှာအဖအဗရာဟမ်ကတောင်းပန်တယ်နော်အကျွန်ုပ်ဒီပူလောင်တံကိုမခံစားနိုင်တော့ပြီအာကောင်လည်းချောက်နေပြီပေါ့နော်လာစရုလေးရဲ့လက်ကိုရေမှာဆုပ်တော့ကျွန်တော်ရဲ့မစတဲ့ရှာလာတော့မှရေပေါ်လေးချပြီးသူတောင်းပန်အဲ့ဒီလိုတောင်းပန်တဲ့အခါအဖအဗရာဟမ်ကပြောတယ်မင်းရှိတဲ့အရာနဲ့တို့ရှိတဲ့အရာကအင်မတန်မှဝေးกว่าမင်းစီကိုလည်းတို့မသွားနိုင်ဘူးနော်တို့စီကိုလည်းမင်းလည်းလုံးဝမလာနိုင်အဲ့တော့မင်းဟိုလောကမှာရှိတဲ့အချိန်မှာလေးရဲ့ကြွယ်ဝမှုနဲ့နော်ဆင်းရဲတဲ့လာဇူလေးရဲ့အချိန်ကိုမင်းဘာမှအသိမပြုဘူးတို့လည်းပဲလာဇူအကွာနော်တော့ရမှုရကိုရောက်ခဲ့ပြီနေကတော့မင်းအသက်ရှင်ခဲ့တဲ့အတိုင်းအခုမင်းခံစားရဖြစ်တယ်ပြီးတဲ့အခါမှာသူကဘာကောင်းပါလဲဒါဆိုရင်တဲ့လောကကြီးမှာကျွန်တော်ညီကိုများရှိပါသေးတယ်တဲ့သူတို့လည်းပဲကျွန်တော်တို့မခံစားစေဖို့ရတဲ့နော်လာစုလေးကိုတွားတော့ပြောခဲဖို့ရတဲ့တောင်းပါတယ်အဲ့ဒီခါမှာအဖအဗရာဟမ်ဘာပြောလဲဆိုတော့လူတွေတယောက်ကလူရှိကိုသွားပြောဖို့ဆိုတာဘယ်လိုယုံနိုင်ပါလဲနော်လောကမှာရောဖက်ရဲ့အဆိုမိတ်နော်ပြီးတဲ့ကမှာမောရှေရဲ့ပညာချက်တွေရှိတယ်အဲ့ဒီပညာချက်တွေကိုသူနာခံလိုက်လျှောက်မယ်ဆိုလို့ရှိရင်မင်းတို့ဖြစ်မှာမဟုတ်ဘူးအကယ်၍သာသူတို့နာခံလိုက်လျှောက်ခြင်းမရှိဘူးဆိုရင်တော့မင်းတို့ပဲခံစားမှဖြစ်တယ်ဆိုတော့ခေါ်ပြဒါကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့လောကကြီးမှာရှိစေကကျွန်တော်တို့နောင်တရသိတဲ့အရာကိုကျွန်တော်တို့အချိန်မီစွာကျွန်တော်တို့နောင်တရပြီးတော့မှပြင်ဆင်ဖို့အရေးကြီးပါတယ်။ဒုမှသာရင်ကျွန်တော်တို့ရဲ့နောင်တအဖြစ်ဘုရားသခင်ဖြစ်တော်မူသောသခင်ယေရှုခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းစုကျေးဇူးဆိုတဲ့ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့ဝင်စားခွင့်ရမှာဖြစ်ပါတယ်။အကယ်၍သာကျွန်တော်တို့နမောနမနဲ့အသက်ရှင်နေထိုင်သွားမယ်ဆိုလို့ရှိတော့ခုနကတိကြီးလိုပဲဘောနော်လောကကြီးမှာဘလို့ပဲပြေဝချမ်းသာနေပါစေနော်တမလို့မှာနေရမှာပူလောင်တော့ထောက်ကတည်းကနေ့စဉ်ကခံစားမှာဖြစ်တယ်ဆိုတာကိုပေါ်ပြခြင်းပါလေဒါကြောင့်ဓမ္မကျမ်းစာထဲမှာကျွန်တော်တို့ဓမ္မပြည့်ကလေးတွေပါဆက်သိခဲ့တဲ့အရာပေါ့နော်တတိကြီးတူကသာမယောက်ရှိတယ်ဒါကြီးကတော့အိမ်မှာပဲဒါကြီးရဲ့အလုပ်နဲ့အတူအလုပ်သမားတွေနဲ့လုပ်တယ်သို့တော်လည်းသားငယ်ကတော့အဲ့လိုမဟုတ်ဘူးဟာကြီးဒီမှာရှိတဲ့သူနဲ့သူရတဲ့အဘူကိုတောင်းပြီးတော့မှသူကအဲ့ဒီငွေတော့ကိုပိုက်ပြီးတော့ဟိုးကြုံတဲ့နိုင်ငံကိုထွက်သွားတယ်အဲ့ဒီချိန်မှာသူ့ရဲ့အပေါင်းအသင်းတွေတနေကြီးတွေအများကြီးပဲသူကသူ့ငွေနဲ့ပျော်ပါတဲ့သောက်စားတဲ့မူကြီးတဲ့ကမ္မကုန်းမှာပျော်မွေ့တယ်ဒီနေ့တော့အချိန်မှာသူ့ရဲ့ငွေကြေးပန်တယ်အားလုံးကုန်သွားပြီနော်သူ့မှာအပေါင်းအသင်းတရားမှမရှိတော့ဘူးအဲ့ဒီသူရောက်သွားတဲ့နိုင်ငံလည်းပဲငါ့ကိုခေါင်းပါမင်းနဲ့တွေ့တဲ့အခါမှာသူကသမင်းတော့စားရည်တော့ဟိုတစ်ထည်တူးစီမှာဝက်ကြောင်းတယ်တနည်းတော့အခါမှာသူကဆာလောင်မှုသိတဲ့အချိန်မှာဒီဝက်စားပြည့်တဲ့ပဲအနက်ကသူဒီနားမှာစားတယ်ဒါပဲကွမရဘူးနော်သူတကယ်ဆာလောင်တဲ့အချိန်မှာသူစားရဖို့ဒီဝက်စားလေးပြီးသူစားခွင့်မရတဲ့ကမှာနောင်တရတယ်နောက်တော့ရတော့ဘာစဉ်းစားလဲင
ငါဖားအင်းငါအတူတူရှိစေခါဘာမှပူဆွေးတော့ကမရှိပဲနော်ပြည့်ပြည့်စုံစုံနဲ့နေထိုင်ရတယ်လို့တော့လည်းဒီကနေ့ဘုရားသခင်ကိုပြမပြီးတော့ငါရဲ့ဖခင်ကိုပြမပြီးတော့ငါတို့တန်တူးငါအသက်ရှင်ပြီးတော့ထွက်လာခဲ့တာရှိမများငါပိုင်နိုင်တဲ့အရာတွေကိုဘာလဲကမှအပေါင်းအသင်းတယောက်မှမရှိတော့ဘူးအခုလည်းပဲငါ့ကိုခေါင်းမဘေးမှာသမင်တနာစားရဖို့အတွက်ညကျုံအပြည့်လာတော့မှအစိတ်ခံတယ်ဆာလောတဲ့ချိန်မှာလုံးဝစားခွင့်မရတဲ့ကောင်နှောင်လိုက်ရငါဖေးတွေကိုငါပြန်မယ်ငါဖေးရဲ့အစိတ်ခံတွေကတနေ့စာအလုပ်လုပ်ပြီးကောင်းကောင်းမွန်မွန်ဝါလင်ပါပြန်စားတယ်ကောင်းကောင်းမွန်အိတ်ဆက်နားနေရတယ်နားဒီမှာသောက်ကဒုက္ခဆင်းရဲတဲ့ခံတယ်အဲ့တော့ငါပြည်စီကပြန်မယ်ငါတောင်းမှမယ်နော်ဘုရားပြင်ပါတယ်နော်အပြိုလည်းပြင်ပါတယ်နောင်တရပြီနော်တာပြီးမခံရတော့ဘူးအစီအပါတူကဲ့သို့သူကပြက်တာသူကပြန်သွားရင်သူ့ဖေရဲ့အစီအပါတူကဲ့သို့သူနေရတော့လည်းပဲအလုပ်လုပ်ချိန်မှာလုပ်တော့အစားစားကောင်းကောင်းမွန်စားမယ်နော်ကောင်းကောင်းမွန်နေကြမယ်အဲ့တော့သူအဲ့ဒီသဘောနဲ့သူပြန်လာတဲ့ခါမှာသူ့ဖေကသူပြန်လာတာကိုအမြဲတမ်းမျိုးလေးနဲ့ခက်ခက်တယောက်တွေ့တဲ့အခါမှာသူကဘာပြေပဲတော့လမ်းရှိပြီပြီးတဲ့အခါမှာအစီအပါတို့ချီနေယူလာခိုင်းတယ်လက်စွပ်ယူလာခိုင်းတယ်အခုစားနေပြန်တော့သူ့ကိုချိန်တယ်ဒါပြင်းပြန်မြောက်အဲ့ဒီခါမှာသူ့ဖေကသူ့မျိုးသူကတောင်းမှပြီးတဲ့ကျွန်တော်အသာအရာကိုမဖြစ်နေတော့ပါဘူး။နော်ဘုရားကလည်းပြင်မာတယ်ကိုတော်လည်းပြင်မာတဲ့အတွက်ကျွန်တော်အစီအပါတူဖြစ်ပဲခံနေပါလေ။အဲ့ဒီနေရာမှာဖေးရပါပြောလေငါသားပဲပေါ့နော်။ကြောက်သွားတဲ့ငါသားပြန်တွေ့ပြီ။ပြေသွားတဲ့ငါသားပြန်ရှင်းလာပြီ။နော်ကြီးမားတဲ့မိတ္တနဲ့ဘုရားသခင်ကိုသားအရာကိုပြန်ပေးခဲ့တယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တရားစီရင်ရဲ့အသက်တာမှာလည်းတကယ်ယေရှုခရစ်တော်ဘုရားကနော်ကျွန်တော်တို့တရားစီရင်တဲ့ထာဝရငြိမ်းမြအိုင်တဲ့ကိုမရောက်စီလို့တဲ့အတွက်လောကကြီးကိုကြွဆင်းပြီးတော့မှလက်ဝါးကားတဲ့ပေါ်မှာစီရတဲ့ကနဲ့အသက်ကိုပေးစနေပြီးတော့မှအသက်ဆုံးရပြီးကျွန်တော်တို့ကတည်းကပေးထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့သက်ရှင်မှုကတကယ်ယေရှုခေါ်တော်မူသောတရားတော်အပြင်ကျွန်တော်တို့ကောင်းကင်နိုင်ငံတော်တည်လူနေပြီနောင်တရကြဖို့ကျွန်တော်တို့တယောက်စီတိုင်းဆင်ခြင်ဖို့ရဖြစ်ပါလေဒါကြောင့်မလို့ဒီကနေ့နောင်တအားဖြင့်ကျွန်တော်တို့အသက်တာကိုဆင်ခြင်ရဲ့အနာဂတ်ရဲ့အသက်တာလမ်းကြီးမှာဘုရားသခင်ရဲ့အလိုတော်တိုင်းကျွန်တော်တို့အသက်ရှင်ရှောက်လာခြင်းအပြင်ကောင်းကင်နိုင်ငံတော်ကိုနော်ဝင်စားပြရနိုင်တော့ဒါဒီကအရောက်စီတိုင်းဖြစ်စေခွင့်နော်ခွန်အားပေးလိုပါလေဒီတော့နေကြတော့နောက်ဆုံးကျမ်းပိုင်းလေးတစ်ပတ်ပေါ့နော်ရှင်မသက်ကိုခိုင်းခုနေနဲ့27တခေခုငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်ကိုဝင်ရလိမ့်မည်ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါခမည်းတော်၏လူကိုဆောင်တော်သူတိုင်းဝင်ရလိမ့်မည်ကျွန်တော်တို့ဒီလောကကြီးမှာရှိတာတော့ခရစ်တော်ယုံကြည်တယ်။တို့တော့လည်းကျွန်တော်တို့အသက်ရှင်မှုကခရစ်တော်ရဲ့အလိုမဟုတ်ဘူး။နော်ခရစ်တော်ကမှပြတာခဲ့တဲ့ငါ့ကိုတကယ်လို့ခေါ်တဲ့လူတိုင်းဟာကောင်းကင်နိုင်ငံတော်မဝင်ရဘူး။ဘိုးငါခမည်းတော်ရဲ့အလိုတိုင်းနော်နာဂလာရှောက်ပြီးတော့အသက်ရှင်တော်လူမှသာရင်ကောင်းကင်နိုင်ငံတော်ကိုဝင်ကြတယ်လို့။ဟောတကယ်ခရစ်တော်မိန့်မှာခဲ့ဒီတိုင်းဒီနေ့ကျွန်တော်တို့ယခုချိန်မှာစပြီးလာမယ့်နေ့အစဉ်တိုင်းတခင်ဘုရားရဲ့လူတော်တိုင်းနာဂလက်လျှောက်သက်ရှင်နေတော့ဒါမျိုးရောက်စီတိုင်းဖြစ်စီဖို့ရနော်ဟောအပေးတဲ့တို့ရဲ့ဗန်ဒီကိုချုပ်ပါတယ်လောဘတော်ပုံမှာဘုရားတခင်ကောင်းကြီးပေးလျက်ကျမ်းလာတော့သူရောက်စီတိုင်းကိုလည်းပဲပြည့်စုံကြပါတဲ့ကောင်းကြီးမူလားအစဉ်သက်ရောက်ရှိပါစေတော့